ဒီနေ့ကတော့လွယ်လွယ်ရေးတစ်ခုခုရိုးရိုးရှင်းရှင်းနဲ့ QR code တွေကို Microsoft Word မှာဘယ်လိုဖန်တီးမလဲပေါ့နော်ဒီလိုမျိုး design လေးကိုဘယ်လိုဖန်တီးမလဲဆိုတာကိုပြပြသွားမှာဖြစ်ပါတယ်။ Okay အဲဆိုရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့Microsoft ကိုသုံးပြီးတော့ QR code ကို offline version မှာလည်းသုံးလို့ရအောင်ဘယ်လိုသုံးမလဲပေါ့နော်။ Okay ဒါဆိုရင်တော့လွယ်ကူပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Excel Microsoft Excel ထဲမှာကိုကကုတ်ကိုဘယ်လိုသတ်မှတ်ချင်တယ်လဲဘယ်လိုမျိုးပေးချင်လဲဆိုရအောင်ရင်သတ်မှတ်ဖို့လိုမယ်ဒီ file မှာဆိုရင်တော့ကျွန်တော် master code အနေနဲ့ဘယ်မြို့တွေကိုအတူကောက်အနေနဲ့ဘယ်လိုသုံးမလဲဆိုတဲ့ဟာကိုရင်သတ်မှတ်ထားတယ်ပြီးရင်အဲ့မြို့နယ်နဲ့သက်ဆိုင်တဲ့ household ID ပေါ့နော်ကိုကဘယ်မြို့ကို household ID ဘယ်လိုပေးမှာလဲပေါ့နော်ဒါတော့အိမ်ထောင်စုတစ်ခုချင်းစီအတွက် ID တွေပေးနည်းဖြစ်ပါတယ်အဲကြောင့်ပြင်မနာဆိုရင်ဥပမာပြင်မနာဆို PM နဲ့ကျွန်တော်သတ်မှတ်ထားတယ် PM နဲ့ dash h8 ခဏခရလေးလုံးပေါ့နော်1999ထိပေးလို့ရတယ်ပေါ့နော်ဒါဒီတစ်မြို့နယ်ပေါ့အဲ့တော့တကယ်လို့ကျွန်တော်ကတော့ရွာနဲ့သတ်မှတ်တာမဟုတ်ဘဲနဲ့တစ်မြို့လုံးစာကိုပေးမယ် ID လိုက်ကိုသတ်မှတ်လိုက်တာဖြစ်တယ်ပေါ့နော်ကိုကိုအရင်မရှိချင်တာဖြစ်တဲ့အတွက်ဒီပေးနည်းနဲ့ပဲကျွန်တော်တို့သတ်မှတ်ထားတဲ့အတိုင်းကျွန်တော်တို့သတ်မှတ်တယ်ပြီးရင်ကြေးရွာနာမည်ပေါ့နော်ကြေးရွာနာမည်ကတော့ကျွန်တော်တို့ဒီနောက်မှာဘယ်ရွာကိုဘယ်ကုတ်ကိုပေးခဲ့တာကိုတကယ်လို့သတ်မှတ်ထားခြင်းနဲ့ဆိုရင်တော့တခါလေဒီမှာမှတ်ခဲ့လို့ရတယ်ဒါပေမဲ့ရွာနာမည်ကိုတော့ကုတ်ပေးတဲ့အချိန်မှာမစင်စားတာတော့ပိုကောင်းမယ်နှုတ်မဆိုရင်ကုတ်ကအရင်ရှိသွားလိမ့်မယ်ပေါ့နော်โอเคဒီလိုမျိုးသတ်မှတ်ပြီးသွားပြီဆိုရင်တော့စေထားလိုက်မယ်ဒီ file လေးကိုတစ်ချက်မှတ်ထားပြီပေါ့နော် location ကိုမှတ်ထားပြီးတော့စေထားမယ်စေထားပြီးတော့အဲ့ကျွန်တော်တို့ Microsoft Word ကိုပြန်သွားမယ် Microsoft Word မှာကျွန်တော်တို့ဖန်တီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Microsoft ပြန်သွားမယ်ဒီပထမဆုံးအနေနဲ့သွားဖို့လိုမှာက mail လေးတွေကိုသွားပါတော့အပေါ် home insert ဒီ home ဒီ tab တွေက mail လေးတွေကိုသွား mail လေးထဲမှာကျွန်တော်တို့ label ကိုသွား label သွားပြီးတော့ဒီမှာဆိုရင်ပေါက်လေးတစ်ခုပေါ်လာမယ် label option ဆိုပြီးပေါ်လာရဲဆိုရင်ဒီမှာ label finder အများကြီးရှိတယ်ပြီးရင်နောက်တစ်ခုကဒီမှာလည်းအများကြီးရှိတယ်ပေါ့နော်ပထမဆုံးဒီကျွန်တော်ကတော့ onlinelabel.com mail label ကိုပဲရွေးလိုက်မယ်ဆိုရင်ဒီမှာဒါမျိုးပေါ်လာပြီ click ကြည့်လိုက်မယ် click ကြည့်လိုက်ရင်ဒါမျိုးလေးပေါ်လာမယ်ပေါ့နော်ကျွန်တော်တို့ရဲ့ QR design ကိုဖော်မယ်ပေါ့နော်ပုံဖော်မှာဖြစ်တဲ့အတွက်ဘယ်လောက်အခြေဝန်ဘယ်လောက် size နဲ့ပုံဖော်ရင်ပိုကောင်းမလဲဆိုတော့ကိုပြန်ချိန်လို့ရတယ်ပေါ့နော်ချိန်လို့ရတာဖြစ်တဲ့အတွက် table design တွေကိုကျွန်တော်တို့ပါလိုက်မယ်နော် table sorry ဒီအကုန်လုံးဘောင်ခတ်လိုက်မယ်ပေါ့နော်ဘောင်ခတ်ကြည့်လိုက်မယ်အော်ပိုတာတွေခတ်လိုက်မယ်ခတ်ကြည့်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ပေါ့နော်ဒီလိုမျိုးပေါ်လာရင်ကျွန်တော်တို့ကတစ်မျက်နှာကိုကျူအကုန်ဘယ်လောက်ထွက်မလဲဒါဆိုရင်နှစ်ချမ်းကိုမှ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
14ခုရမယ်ပေါ့နော်ကျွန်တော်ကိုကဘယ်လောက်စိုက်ထားမှာလဲပေါ့နော်ဒါကတော့ကိုယ့်ကိုသတ်မှတ်လို့ရတယ်အရင်သိနေလားပေါ့အရင်သိနေရင်လည်းဒီတိတ်တလေးဖြစ်ပြီးတော့ပျောက်တာဟိုမြန်မလားပေါ့နော်ဒါကိုတစ်ခါလေးစဉ်းစားလို့ရတယ်နော်စဉ်းစားလို့ရအဲ့ကျတော့ကျွန်တော်တို့ဒီမှာ table လေးယောက်ချိန်လို့ရတယ်ပေါ့နော်ချိန်ပြီးတော့ဒီမှာတော့အကျယ်ဝန်းနှစ်ခုကတော့အဆင်ပြေတယ်ဒါမှနည်းနည်းလေးဒီ row အနေနဲ့တိုးနေနည်းနည်းသေးတယ်လို့ခံစားရဆိုရင်နည်းနည်းလေးချဲမယ်ပေါ့နော်မှတ်ပုံတင် cut design registration ဒီ ID cut design ကိုပြောင်းလိုက်ပြီပေါ့နော်ပြောင်းလိုက်တယ်ဆိုရင်ဒါလေး select 2.5 လောက်တစ်ချက်ထားကြည့်လိုက်ရင်ဒါဆိုရင်ဒီလောက်ဆိုရင်တော့အဆင်ပြေလိမ့်မယ်ပေါ့နော်အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော် cut design 1နဲ့3 4ပေါ့နော်တမျက်နှာကိုကျွန်တော်8ခုရအောင် ID 8ခုပေါ့နော်အဲ့ဒါကိုပထမဆုံး design ဖော်မယ်ပေါ့နော်ကျွန်တော် design ဖော်မယ်ဆိုရင်ဒီရိုးရိုးရှင်းရှင်းလေးပဲပေါ့နော် table လေးပဲကျွန်တော်ထည့်လိုက်မယ် table ကိုဒါဆိုရင်ကျွန်တော်ကဒီမှာ3ခုပဲထားလိုက်မယ်ပေါ့နော်ပထမဆုံးကတော့ကျွန်တော်တို့ဒီမှာတော့ခေါင်းစဉ်ဖြစ်ပြီပေါ့နော်ဒီမှာလောက်လိုက်မယ်ပြီးရင်ဒီဟာကိုအန်တာလေးခေါင်းလိုက်မယ်ဒါကျူပါထည့်မယ်ပေါ့နော်ပြီးရင်ဒီဘက်က information လေးထည့်မယ်ပေါ့ပြီးရင်
ဒီဟာကိုလည်းကျွန်တော်တို့ information ထည့်မယ်ဆိုရင်ဒါကိုလည်း match လုပ်လိုက်ဘာတွေထည့်မလဲဒါကတော့ဘယ်နှကွက်ကတော့ဘာတွေထည့်မလဲပုံမူတည်ပေါ့ဒီမှာကတော့ဒီဟာရဲ့ခေါင်းစဉ်ကိုထည့်လိုက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာဖွဲ့စည်းနာမည်ပဲရေးကိုယ့်ရဲ့အခြေအနေနဲ့ချိန်ကားပုံမူတည်ပြီးတော့ကိုယ်ကဘာရေးမလဲပေါ့နော်ခေါင်းစဉ်ကိုဘာပေးမလဲတစ်ခါသတ်မှတ်လိုက်မယ်ပြီးရင် ID ပေါ့နော် ID သတ်မှတ်မယ်ဘယ်လိုကိုက household ID ဆိုရင်ကျွန်တော်တို့ household ID လို့တစ်ခါရေးသတ်မှတ်လို့ရတယ်ပေါ့နော် household ID လို့သတ်မှတ်မယ်ပြီးရင်ဒီမှာဖုန်းနံပါတ် office ဖုန်းပေါ့နော်တကယ်လို့သူတို့ဘက်ကတခုပြီးချင်တယ်ဘာညာဆိုရင်ဆက်သွယ်လို့ရအောင်ပေါ့နော် office ဖုန်းဆက်သွယ်ရန်ဖုန်းနံပါတ်နော်ဖုန်းနံပါတ် font size ကတော့ပြီးရင်ကျွန်တော်တို့ show လုပ်လို့ရတယ်။ font size ကိုတစ်ချက်ချိန်လိုက်မယ်။ဝယ်စီပြီးတောင်ထားလိုက်မယ်10လောက်ထားလိုက်မယ်ပေါ့နော်။ဒါတော့ချိန်လို့ဒီလိုတို့ show လုပ်သွားလို့ရတယ်။ဒါရဲ့ဒီမှာလည်း300ကိုခဏပေါ့နော်။ဟိုဘာခဏထည့်မလဲပေါ့300ကိုဘာညာဘာတော့နော်ရုံပုံထည့်ပြီးရတယ်။ကျွန်တော်တို့တကူစဉ်ချန်ပြုလာဒီထောက်ပံ့တဲ့ပတ်သက်ပြီးပေါ့နော်ထောက်ပံ့တဲ့ပတ်သက်ပြီးကျန်ပြုခြင်းဘုံမဟုတ်တိုင်ကြားခြင်းကပြုလုပ်လိုပါတော့ပေါ့နော်ဆက်သွယ်နိုင်ပါသည်နော်ကျွန်တော်တို့ beneficiary service လို့မျိုးတစ်ခါရဲ့ဖွင့်ပေးလိုက်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်ဒါလည်းချင်းနေတဲ့ချင်းခါရကိုယ်ကထည့်မထည့်ဘူးကိုယ်ကတော့စဉ်းစားလို့ရပါတယ်ကျွန်တော်တို့ပထမဆုံးဒါကတော့ design လေးရင်ပေါ်ပြီးတော့လည်းကျွန်တော်တို့ထည့်မယ်ပေါ့နော် ID လေးထည့်မယ်ဒီမှာကတော့ ID စာအနေနဲ့ format ဒီမှာကတော့ QR အနေနဲ့ထားမယ်ပေါ့နော် QR အနေနဲ့ထားမယ်ဒီဒါဆိုရင်ကျွန်တော်တို့Excel file လေးလောက်ခတာဖြစ်တယ် Excel file လေးနဲ့ link လုပ်မယ်ပေါ့နော် link လုပ်မယ်ဆို use existing လေးနှိပ်မယ်နှိပ်ပြီးတော့ခုန save ခဲ့တဲ့ file ကဘယ်နှမှာရှိသလဲပေါ့နော်အဲဒါကိုရှာမယ်ရှာပြီးတော့အဲ့ file နဲ့ connect လုပ်မယ်ကျွန်တော်ကတော့ဒီမှာထားတယ်ဒီဟာလေး connect လုပ်ပြီးဒါမျိုးပေါ်လာရင်ကိုယ်ဘယ်ရှိမှလို့လဲလောက်ခဲ့တဲ့ကိုယ်2ရှိလား3ရှိလားပေါ့နော်အဲ့ရှိကို click လိုက်ပြီပေါ့နော်အဲ့ဒါမျိုးပေါ်လာပြီဆိုရင်ဒီဟာလေးကျွန်တော်တို့ပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုရင်ဒီ insert map fee ရဲ့ဒီ ID ကိုအရင်ဆုံးကျွန်တော်တို့ချိန်လိုက်မယ် insert map fee ရဲ့ကဒီ household ID ကိုထည့်လိုက်မယ်ဒီမှာလည်း household ID ကို QR code မှာဖြစ်တဲ့ household ID ကိုထားလိုက်မယ်ပေါ့နော်ထားလိုက်မယ်ဒါပေမဲ့ဒီမှာတော့စာအနေနဲ့ထားမယ်ဒီမှာတော့ခဏအနေနဲ့ထားမယ်ပေါ့နော်ဒီမှာ preview လုပ်ကြည့်လိုက်အကုန်လုံးကခဏအနေနဲ့ပေါ်နေပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဒါကို QR အနေနဲ့ပေါ်နေမှာဖြစ်တဲ့ right click local feed codes နော် map fee ဆိုပြီးခေါ်နေတယ်အဲ့မှာကျွန်တော်တို့ကဒီ map fee နေရာမှာ replace လုပ်ရမှာ match ကတော့ဒီတိုင်းပဲပေါ့နော်ထားမယ် fee ကိုကျွန်တော်တို့ကကောက်ဆိုပြီးတော့စလုံးကြီးတွေနဲ့ထားမယ်ပြီးရင်ကျူပါဖြစ်တဲ့အတွက် household ID နောက်မှာကျူအားဆိုပြီးထားလိုက်ကျူအားဆိုပြီးထားလိုက်ဒါဆိုရင်တော့ကျွန်တော်တို့ preview လေးဆွဲချင်တာကျူအားပြောင်းသွားပြီပေါ့နော်နော်ဒါပေမဲ့ကျွန်တော်တို့ design ကိုပြန်ထည့်မယ်ပေါ့နော်ဘာတွေထပ်ထည့်ချင်လဲကျွန်တော်တို့ထပ်ပြီး information ပေးချင်တာရှိရင်ဒီမှာထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီကျူပါကုတ်ကိုဒီဆိုပြု၍စံရည်ချစေထားပါရမည်ထောက်ပံ့လာရောက်ထိုယူသည့်အချိန်တွင်ပါတယ်ယူဆောင်လာပါရန်ဆိုပြီးတော့ကျွန်တော်ကတော့ရေးလိုက်မယ်ပေါ့နော်ရေးလိုက်မယ်မှာတော့နှစ်ချက်ပေါ့နော်နှစ်ချက်ပေါ့နော်ဒါတော့ကိုကဘလောက် site ထားမလဲဘာညာတော့ကိုယ့်ကိုပြန်ပြင်လို့ရတယ်ပေါ့နော်ဒီမှာဒီ ID လေးကိုကျွန်တော်တို့ပို့တင်လိုက်မယ်
နော်ဒါဆိုကျွန်တော်တို့ site ပြင်ချင်လို့ဒါဆိုကျွန်တော်10ပဲပေါ့နော်10ပဲဒါဆိုရင်စီးပြေးလာပြီလားဒီကျွန်တော်ပြန် mail လေးကိုတော့ page view ပြန်လုပ်ချင်page view ပြန်လုပ်ရင်ဒီဟာဆိုရင်ဒီမှာ space bar ပုံနေဆိုရင်ပြန်ခုံမယ်ခုံမယ်ပေါ့နော်ဒါဆိုရင်ဒါကိုအခြေပြုပြီး scan ပေါ့နော်စာနဲ့အဆုံးမှာထည့်ခြင်းနဲ့ထည့်လို့ရတယ်ပေါ့နော်ဒီလို scan ပြီး scan လေလေထားလိုက်ဒီကြွားကကိုကကြီးတယ်တိုး short ကြီးသေးခြင်းလောက်ချင်လေလွယ်တယ်ပေါ့နော်ဒီပြင်ဒါတကယ်လို့မြန်ကတ်ချင်နေစင်ဒီမှာထပ်ပြီးတော့ space ညှိလို့ရတယ်ပေါ့နော်ကိုနော်ဒီဟာကကျွန်တော်တို့အောက်နည်းနည်းရောက်နေဖြစ်ပြီးတော့ပေးလိုက်မယ်ထပ်ပြီးပေါ့နော်ပေးလိုက်မယ်ဒီမှာရှက်လောက်ထားတယ်ရှက်လောက်ထားရင်ဒါကွက်တိဖြစ်သွားတယ်ဆက်ပါနော်ဒါဆိုရင်ကျွန်တော်တို့ဒါကိုဒီရှီတိုင်းမှာဒီမှာ1 2 3 4ဒါလျှောက်ကြာမှာပေါ့နော်တစ်ပတ်မှလောက်လိုက်တာနဲ့ကြာပြီဆိုရင်ကျွန်တော်တို့ mail လေးကိုပြန်သွားပြီးတော့ update လေးပဲလုပ်ကြည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီပေါက်ဒီတိုင်းမှာကျွန်တော်တို့ကြာပါနော်ကြည့်လို့ပြီကြာပြီဖြစ်တဲ့အတွက်ဒီမှာဆိုရင်ဒီ border ရေးခတ်တာဖြစ်တဲ့အတွက်နည်းနည်းမျက်စိရှုပ်တယ်လို့ခံစားရင်ကိုက border ကိုပြန်ပြီးတော့ဖယ်မယ်ပေါ့နော်ဖယ်မယ်ဆိုရင်ဒီ layout ဖယ်ကိုလည်းသွားလို့ရတယ်ဒီ home နဲ့ကိုလည်းသွားလို့ရတယ်ပေါ့နော်ဒီ border ကိုမှ no border လုပ်လိုက် no border လုပ်လိုက်ဒီတိုင်းဖြစ်သွားပြီနော်အဲ့ဒီဒီမှာဆိုရင်ဒီမှာ border ပျောက်သွားပြီဒါကတော့ခုနဟာနဲ့မဆိုင်ဘူးပေါ့နော်ကျွန်တော်တို့နည်းနည်းချိန်ညာများသွားဖြစ်တယ်ဒီလိုပြန်ချုံလိုက်မယ်နော်ပြန်ချုံလိုက်မယ်ပေါ့နော်ပြန်ချုံလိုက်မယ်ပြီးတော့ဒီဟာကိုလည်းနည်းနည်းလေးပြေးလိုက်နော်ပြေးလိုက်အဲဆိုရင်ကျွန်တော်တို့ဟိုလေးကိုနည်းနည်းလေးကြည့်ဒါဆိုရင်ကျွန်တော်တို့တကယ်လို့ဒီဘာကုတ်ကကြည့်နေဆိုရင်ဒီမှာ90လောက်ထားလိုက်မယ်နော်ထားလိုက်မယ်ဒါဆိုရင်ဒီဖြစ်ပါပြီနောက်ကပေါ်လာလေးပေါ်လာပြီဆိုရင်ဘုံလုံးပြန်ရမယ်ဆို update လေးပဲပြန်လုပ်လိုက်မယ်ပြန်လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံးကိုလိုချင်တဲ့ design လေးကိုတော့ရသွားပြီပေါ့နော်ရသွားပြီဆိုရင်ကိုကဘယ်လိုထားခြင်းလဲဘယ်လိုမျိုးဘာတွေထည့်ခြင်းလဲဘယ်လိုပုံစံနဲ့ site လုပ်ခြင်းလဲဆိုတာကိုကိုယ့်ကိုချိန်လို့ရပါတယ်ဒါဆိုရင်တစ်မျက်နှာကို4 6 8ခုနဲ့ကျွန်တော်တို့ဒီ cup ပုံစံတိုင်းကျွန်တော်တို့ QR code ထွက်လာပြီလိုအပ်တဲ့ information တွေကိုဘာတွေထည့်ခြင်းလဲဆိုတာကိုလည်းကိုရုံနဲ့ကိုက်ညီတဲ့ဟာကိုထည့်ပြီးတော့ကျွန်တော်တို့လုပ်လို့ရပြီပေါ့နော်ဒါဆိုရင် save print ထုတ်ပြီးတော့ကျွန်တော်တို့ရိုးပဲစာရွက်နဲ့ပဲထုတ်ကတ်နဲ့ပဲထုတ်ကျွန်တော်တို့ဒီမှာညက်ပြီးတော့ကျွန်တော်တို့ပေးလိုက်လို့ရပါပြီဒီဟာလေးကတော့ကျွန်တော်တို့ offline version မှာလဲ scan ဖတ်လို့ရတဲ့နည်းနဲ့လွယ်လွယ်ကူကူဖြစ်ပါတယ်အားလုံးပဲသုံးဝင်မယ်လို့မြင်နေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်